ဒီတော့ conjunction ဆိုတဲ့စကားလုံးတွေကိုနားလည်ဖို့စာကြောင်းလေးနဲ့အတူလေ့လာကြရအောင် boys and girls sing together ယောက်ျားလေးတွေရောမိန်းကလေးတွေရောအတူတချင်းဆိုကြတယ်စကားလုံးတွေကိုစစ်ထားတော့ and do you want tea or coffee မင်း coffee တောက်ချင်လားလက်ဖက်ရည်တောက်ချင်လား or ဆိုတဲ့စကားလုံးစစ်ထားတယ် do you want ruler or pencil မင်းခဲရန်လိုချင်လားပေရန်လိုချင်လားဒါ choice လုပ်ခိုင်းတာပေါ့နော်နောက်တစ်ခုကျတော့ I choose this red but blue ငါအနီရောင်ယူလိုက်မယ်အပြာရောင်မယူ but စကားလုံးလေးတွေကိုစက်ပေးထားရင် I come today ငါဒီနေ့မလာနိုင်ဘူး I feel sick ငါနေမကောင်းဘူးစာကြောင်းလေးနှစ်ကြောင်းကိုစက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် I come today because ဘာကြောင့်လဲဆိုတော့ I feel sick ငါနေမကောင်းလို့ if you try မင်းစူးစမ်းမယ်ဆိုရင် if စက်ပေးထားတာနော် try carefully စာကြောင်းနှစ်ကြောင်းကိုစက်တော့စက်ကစစ် if you try မင်းစူးစမ်းမယ်ဆိုရင် try carefully ဂရုစိုက်ပြီးတော့စူးစမ်းနော်ဒီချာချာဂရုစိုက်စူးစမ်းလို့ပြောတာဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ conjunction ဆိုတာဗာလဲ one word to another word one sentence to another sentence စကားလုံးတွေစာကြောင်းတွေချိတ်ဆက်ပေးဖို့အတွက် conjunction ကိုသုံးပါတယ်ခင်ဗျာနောက်ထပ်စာကြောင်းတွေကြည့်လိုက်ကြရအောင်မင်းတို့နှစ်ယောက်စလုံးငါ့ကိုမင်းတို့ရဲ့မှတ်တမ်းတင်ပြအဲ့အတွေ့ပဲ both of you please present your record မင်းတို့ရဲ့မှတ်တမ်းတွေငါ့ကိုတင်ပြပါမင်းတို့နှစ်ယောက်စလုံးနှစ်ယောက်ထဲကတစ်ယောက်လည်းမဟုတ်ဘူးနှစ်ယောက်စလုံးပြောတာ either uncle or auntie either or နှစ်ယောက်ထဲကတစ်ယောက်နှစ်ခုထဲကတစ်ခုဆိုရင် either or ကိုကျွန်တော်တို့သုံးရတယ် either uncle or auntie will buy you some fruits auntie ဖြစ်ဖြစ် uncle ဖြစ်ဖြစ်မင်းအတွက်တတိတွေဝယ်လာပေးလိမ့်မယ် neither ဘယ်သူမှမဟုတ်ဘူးနှစ်ယောက်ထဲကတစ်ယောက်လည်းမဟုတ်ဘူးနှစ်ယောက်စလုံးမဟုတ်ဘူးနှစ်ခုစလုံးမဟုတ်ဘူးဥပမာဒီမှာဆိုလို့ရှိရင်တော့ပြောင်းကြည့်လိုက်ရအောင် neither uncle nor auntie will buy you some fruits ဦးလေးရော auntie ရောမင်းတို့ဘာတသိမှမဝယ်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နော်ဒီမှာကျတော့ neither Min nor Win will come to party ကိုလာမယ် welcome to party ဆိုတော့ neither ဒီအငင်းပြတဲ့အတွက်ကြောင့် it shows negative ဒီအတွက်ကြောင့် Min နဲ့ Win နှစ်ယောက်စလုံးမလာဘူး party ကိုငါလက်စွပ်ပျောက်သွားတယ်နော်ဒီမှာလည်းမရှိဘူးဟိုမှာလည်းမရှိဘူးပေါ့နော်အဲ့ဆိုရအတိတ်ပဲငါလည်းရှာပြီးသွားပြီမင်းလက်စွပ်ဟိုမှာလည်းမရှိဘူးဒီမှာလည်းမရှိဘူး your ring is neither here nor there ဟိုမှာလည်းမရှိဘူးဒီမှာလည်းမရှိဘူး it's time to go သွားဖို့အချိန်ရောက်ပြီ so let's start သွားကြစို့လှုပ်ဆောင်ကြစို့ဆိုတဲ့အတိတ်ပဲ so ဆိုတဲ့စကားလုံးလေးကိုသုံးထားတယ် neither nor ဒီနှစ်ခုလည်းမဟုတ်ဘူးလူနှစ်ယောက်လည်းမဟုတ်ဘူးနှစ်ခုစလုံးမဟုတ်ဘူးဆိုတော့အငင်းဖြစ်ပါတယ်ဒီအတွက်ကြောင့် teach and dance ဆိုတဲ့စကားလုံးတစ်လုံးရှိသေးတယ်သူ့ရဲ့အသုံးလေးကမှားတတ်တယ်အဲ့ဒါလေးကိုကျွန်တော်စာကြောင်းနှစ်ကြောင်းနဲ့ရှင်းပြပါမယ် conjunction ရဲ့ဒါ example sentence အနေနဲ့ပေါ့နော်ပထမတစ်ကြောင်းကတော့ဒါချက်ချင်းတရားပြိုင်တာပေါ့နော်ဒီမှာကျတော့ကိုယ့်ရဲ့သဘောထားကိုဖော်ပြတာဘလို့အသုံးလေးလဲ I like you more than he does သူကနှစ်သက်တယ်ဆိုရင်တော့မှသူ့တဲ့ငါမင်းကိုပို့ပြီးတော့တမိုးထားတယ်ညံ့နိုးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဖော်ကျူးပြတာပေါ့ဒီမှာကျတော့ I like you more than her နှစ်ယောက်နော်သူတဲ့မင်းကိုပို့ပြီးတော့သဘောကျတယ်ဒါတခြားသူမဟုတ်ဘူးကိုရတယ်ကိုရဲ့ဖြစ်ကြည်မှုခံစားမှုကိုပြောပြတာမင်းတဲ့နော်သူမတဲ့မင်းကိုပို့ပြီးတော့သဘောကျတယ်ဆိုတဲ့အတိတ်ပဲဒီစာကြောင်းလေးအတိတ်ပဲကတော့သူနှစ်သက်ချတဲ့ငါကပို့တယ်ဒီမှာကျတော့အဲ့လိုမဟုတ်ဘူးသူတခြားကောင်မလေးတဲ့မင်းကိုပို့ပြီးတော့သဘောကျတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ခင်ဗျာဒီအသုံးလေးကိုနားလည်လိမ့်မယ်လို့ယူဆပါတယ်နောက်ဆုံးတော့ရောက်ရှိလာပါပြီ interjection အမေရိဖြစ်ပါတယ်ခင်ဗျာစိတ်နဲ့ခံစားရတယ်ပြောတယ်ငိုတယ်အံ့ဩတယ်ဝမ်းသာတယ်ဆိုတဲ့အရာတွေကိုဖော်ပြတာပေါ့နော် it shows how do we feel some certain feelings of our mind ပေါ့နော်ကျွန်တော်တို့ခံစားချက်ကိုဖော်ပြဖို့အတွက်ကျွန်တော်တို့ interjection ဆိုတဲ့အမေရိကိုသုံးပါတယ်စကားလုံးဥပမာလေးတွေပေါ့နော်ကျွန်တော်တို့အမိုက်တွေလမ်းတွေဆိုလို့ရှိရင် bravo ဆိုတဲ့အနေနဲ့သုံးတယ် fine ကောင်းတယ်ဟေ့ဟိုမှာဟင်းနေချစ်တယ်နော်ကျွန်တော်တို့ချက်ပြုတ်တဲ့အခါမှာအရသာရှိတယ် fine ကောင်းတယ်ဟေ့စားလို့ကောင်းတယ်ဟေ့နေသုံးလို့ရတယ် well done အောင်မြင်ပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ mission တွေရှိတယ်ပြိုင်ပွဲတွေရှိတယ်အောင်မြင်စိတ်လို့ကိုလို့ဖြစ်သွားတယ် well done အဲ့အနေနဲ့သုံးလို့ရကောင်းစွာငါလုပ်နိုင်တယ် well done နောက်တစ်ယောက်ကိုချီးမွမ်းတဲ့ well done ဟာအမြင်ကောင်းလုပ်နိုင်သွားတာပဲအနေနဲ့သုံးလို့ရတယ် oh my god ဒါကတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲ oh ဖျားကြီးပေါ့ oh ဖျားတတာပေါ့နော်ဘာပဲပြောတာပဲဖြစ်ဝမ်းနေတာပဲဖြစ်ဖြစ်ကိုကနေကိုပြန်ပြီးတော့အချိန်တစ်ခုယူတာပေါ့နော်ဖျားဆိုတဲ့အနေနဲ့သုံးပါတယ်ဒါအထူးသဖြင့်ကတော့စိတ်ညစ်တဲ့အနေနဲ့သုံးတယ်ပေါ့ဗျာ oh my god oh ဖျားကြီးဘယ်လိုလဲသတင်းကြားရတဲ့အခါမှာပေါ့နော်နောက်တစ်ခုကျတော့ good heavens အမလေးတော့
မလေးဗျာအဲ့ဒီနဲ့သုံးတယ်ကျွန်တော် good heaven ဆိုတဲ့ဟာ good gracious အောင်မဲ့တဲ့ဟုတ်ပါလားဟာနင်းဒီချာစာရေးစူးစမ်းလာပါလားအလီလေးရလာတယ်အင်္ဂလိပ်စာရေးလည်းရလာတယ်ဟာတဲ့ဟုတ်ပါလားတဲ့ဟုတ်ပါလားဆိုဘယ်လိုပြောလဲ good gracious အောင်မဲ့တဲ့ဟုတ်ပါလားကိုသုံးပါတယ်နောက်တစ်ခု how adjective what adjective ဘယ်လိုသုံးလဲဆိုတာကိုကြည့်လိုက်ကြရအောင် interjection what adjective ကိုသုံးပြီးကြည့်လိုက်ရအောင် what is practical oh what နဲ့သုံးတယ်တဲလှတာကိုတဲကောင်းပါလားเนาะအဲ့ဒီအနေနဲ့သုံးလို့ရတဲ့စကားလုံးမြန်မာစကားမှာဆိုရင်ပေါ့ဗျာ what is practical တဲလှတဲ့ main ကလေးပါလား what a nice cooking ဟာတဲကောင်းတဲ့လက်ရပဲတဲကောင်းတဲ့ဟင်းကောင်းတစ်ခွက်ပဲအနေနဲ့သုံးလို့ရပါတယ်ဒါက what adjective အနေနဲ့အသုံးလေးတွေပေါ့ဗျာဒီမှာကြောက်လို့ရှိရင်เนาะ how ဆိုလို့ရှိရင်ကျွန်တော်တို့တဲနေရာမှာစာတိတ်ဆိုတဲ့စကားလုံးတွေသုံးတာပေါ့ how handsome သူတိတ်ချောတာပဲသူတိတ်ချောတာပဲဆိုတဲ့အတင်းနဲ့သုံးတယ် how very kind of you ဟာမင်းတိတ်သဘောကောင်းပါလား how nice တိတ်ကောင်းပါလားအဲ့အနေနဲ့သုံးလို့ရပါတယ် how pleasant weather ဟာတိတ်ကောင်းတဲ့ရာသီဥတုပဲအဲ့အနေနဲ့သုံးလို့ရပါတယ် how black adjective သုံးတယ် what black adjective အသုံးတွေကိုသုံးပါတယ်ကျွန်တော်တို့ interjection ကျွန်တော်တို့စိတ်ခံစားချက် and all ဝမ်းသာတဲ့ပျော်ရွှင်တဲ့ဆိုတဲ့ခံစားမှုတွေကိုဖော်ပြဖို့အတွက် interjection ဒီလိုစကားလေးတွေလည်းသုံးပါတယ်ခင်ဗျာမှတ်ထားပေးပါနော် Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ On the Couch ဖြစ်ပါတယ်အင်္ဂလိပ်စာကိုပြောရဖို့စိတ်ကူးရှိတယ်ဘယ်ကနေစလေးလာမှမသိဘူးဒါဆိုကျွန်တော် On the Couch ရှိပါတယ်ခင်ဗျာဘာမှစိတ်မပူနဲ့ခေါင်းစာခြေဆုံးအသုံးတွေကို AC လေးလာကြရမယ် page words by On the Couch ဖြစ်ပါတယ်လုံးဝအေးစစ်စစ်ပါတီးတင်တီးရမယ်စကားလုံး the H part of speech အခြေခံတီးတင်တီးထိုက်တဲ့ grammar လေးတွေကိုစတင်လေ့လာပြီးတော့ကျွန်တော်တို့လက်တွေ့ပြောရမယ်ဆိုရမယ်ထိတွေ့ရမယ်စကားလုံးတွေရောစာကြောင်းတွေရောအေးစစ်စစ်လေ့လာကြဖို့အတွက်ဖိတ်ခေါ်ပါတယ်နောက်မကြသေးဘူးเนาะအေးစစ်စစ်လေ့လာလို့ရတယ်လုံးဝမပူနဲ့လုံးဝအေးစစ်စစ်နဲ့ကိုတက်မယ်လို့အာမခံပါတယ်ခင်ဗျာ welcome